ငွေလဲနှုန်းကလည်းအနည်းငယ်ပြန်တက်ရိပ်ကျနေပြီးဒီကနေ့နေ့လယ်ပိုင်းမှာဒေါ်လာကို4450ကျပ်မှရပ်တည်နေတယ်လို့သိရပါတယ်ရှင် TVU ညတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြတာပါကျမတို့ဦးခတ်တာပါကျေးဇူးတင်ပါတယ်ရှင်Wow, shit. Wow.
ဖေစကားကိုတော်ဝင်းကခေါင်းလေးတငိမ့်ငိမ့်နဲ့ထောက်ခံပါတယ်ဒါနဲ့ကျုပ်ရာကိုမေးကြည့်လိုက်မယ်မဟုတ်လားမောင်ဖေကမျောနေတကြီးဖြစ်ဖွားမယ်စိန်ကိုမေးလိုက်ပါတယ်မောင်ဖေရဲ့မောင်ရင်တို့ရွာကလူတွေဖွားဖို့မယုံကြည်ရင်တော့ကလေးတွေအတွက်အမေကြီးကလိုက်ခင်မှာပေါ့ကွယ်ပြောလေတော့မောင်ဖေပြောသွားပါတယ်ဒါပေမဲ့ချက်ချင်းနဲ့မောင်ဖေရဲ့မျက်နှာကညှိုးသွားပြန်တယ်တခုတော့ရှိရဲ့ဗျကျုပ်လာတာနွားလဲပါမလောင်းနေကြီးရဲ့ပပစိန်ကျုပ်မှနွားမပြောနဲ့နွားတစ်ကောင်တော့တော့မရှိဘူးဗျအမေကြီးစီလာဖို့နွားလဲငားတာတော့ကျုပ်ကဘယ်သူမှမငားပေးလိုက်ဘူးဒါဆိုရင်ဒီတိဘာနဲ့လာလဲမောင်ဖေတော်ဝင်းကအန်ဝတ်ကြီးနဲ့မောင်ဖေကိုမေးလိုက်တယ်ကျင်းကြုံတလေချီချင်းတလေပေါ့ဗျာမောင်ဖေကတော့ကြာတော့တော်ဝင်းမှာမောင်ဖေကိုတနာသွားရှာတယ်လူစင်းရတော်လေရွာကြီးကိုအလေးတော်ဝင်းလေးစားတော့တယ်ဒီကဘာမှမပူလေးနဲ့ဘာလို့နွားလေးနဲ့ပါလေးတွေ့လာအဲ့ဒီတော့ဟုတ်မေဘာတို့ခဏထိုင်နေအောင်တော့တော်ဝင်းကမိဖို့ကြောင့်နဲ့ပုံဝင်သွားတယ်ခဏကြာတော့မောင်ဖေစားဖို့တမင်ပကံနဲ့ဟင်းပကံများတဲယူလာပေးရှာတယ်တမင်ပကံဟင်းပကံတွေကိုသပွဲထက်ကိုတင်ပေးပြီးတော့ဘာတို့ရဲ့အာမနာနဲ့အဝစားနဲ့ပြတာတမင်ထက်လို့တင်တယ်ဒီမှာယူလို့ရတယ်ဟုတ်ကဲ့ရေမောင်ဖေလည်းတမင်နဲ့ဟင်းတွေကိုစားစားနဲ့အဝစားရတယ်တော်ဝင်းကလည်းဘေးချက်မှာစောင့်စားနေတဲ့လမ်းဆိုင်လေးအားမောင်တိုးကိုသွားခေါ်ခိုင်းလိုက်တယ်ဟာကျုပ်ကိုခေါ်ရဲဆိုမင်းနဲ့မောင်တိုးချောင်းဝိုင်းနဲ့ဝင်လာတော့မောင်ဖေကတမင်စားပြီးတော့လက်စိမ်းနေပြီဖြစ်တယ်ကျောင်းတောင်းနဲ့မောင်ဖေကိုမြင်တော့မောင်တိုးကတိချကြည့်နေတယ်သူကအဲ့တဲ့ကွယ်ဖွားမေစိန်ကပြောလိုက်တယ်အော်ဟုတ်ကဲ့အေးမောင်ရင်ကိုခေါ်ရတာဖွားတို့နေအေးတာနဲ့စိတ်ကြီးရွာကိုလိုက်သွားရလိမ့်မယ်စိတ်ကြီးရွာဒါဆိုရင်ဒီလူကစိတ်ကြီးရွာကလားဟုတ်ပါကွာငါနာမည်ကမောင်ဖေလို့ခေါ်တယ်မင်းကမောင်တိုးထင်တယ်ဟုတ်တယ်ကြကျုပ်နာမည်ကမောင်တိုးအေးနေကြအောင်အချင်းချင်းနှုတ်ဆက်တာခဏထားမောင်တိုးမောင်ကြီးကဒီမောင်ဖေကိုအိမ်ခေါ်သွားစီဒီမိုးစုခဏနားခိုင်းအောင်ကွယ်ဒီအေးရနဲ့မောင်ရက်ကိုမောင်ခေါ်သွားလိုက်ပါမယ်မောင်တိုးကိုဒီမိုးချိုအနားယူနိုင်စေရန်မောင်တိုးကိုခဏကြာတော့မောင်တိုးလည်း